ဒီမှာပေါင်ကတော့36ပေါင်ပေါ့နော်ဒီဖက်ကန်ဒီဖက်ဒီကောရယူရဒါတယ်လူကြီးပေါ့နော်ဟုတ်ပြီပေါ့ဘူးပေါ့ဒီပုံပေါ်တယ်ပါของกูเนาะဒါของกูเนาะဒါပေါ်ဝေးของกูဒီของกูပဲမှာတော့တိုင်းမလဲဆိုတော့ဒီမှာစက်တက်ခွဲလာဦးလက်စနဲ့တော့နှစ်ပိုင်မယ်စက်တက်ခွဲဟုတ်ပြီစက်တက်ခွဲโอเคဒီပဲတက်စီချမ်းဒီပဲတက်ကူเนาะပြီးရင်ဒီဟာကိုကျွန်တော်တို့ market မှာဒီကောင် market ပေးမယ်ကိုရှိလို့ရင်ရှိလို့ရတယ်နော်ကျွန်တော်တော့မလုပ်ဒါရှိနေမကြိုက်ဘူးလောရကိုင်ရတာလွယ်တော့လွယ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်မကြိုက်ဘူးဘာရကိုပုံရတယ်ဗျကဲပြပေးတော့မှ line နဲ့ line ရပြီးတော့စောစောကခုံကုန်ပေါ့နော်ကျွန်တော် line ထားတဲ့ဟာကိုအဲ့တော့ဒီဖက်နဲ့ချက် line ထားတဲ့ဟာကိုဒီဖက်ပြန်လာမယ်ဒါလေးနဲ့ဒီဖက်နဲ့တူတူပဲဒါပုံမှန်ပေါ့နော်level ပေါ့ပုံမှန်ယူမယ်ဒါဗီဒီယိုလေးနဲ့သိချရှင်းပြတာပို့ပြီးတော့ရှင်းပြတယ်နော်ကဲကျွန်တော်ပေါက်တော့ဖောက်မယ်ဗျာဒီမှာဒီနေရာလေးမှာပေါက်ဖောက်မယ်ဒီနေရာလေးမှာဖောက်မယ်ဒီနေရာမှာဖောက်မယ်ဒီ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 မှာဖောက်မယ်ကျွန်တော်ဝတ်တိတိုင်းထားပြီပေါ့ကဲကျွန်တော်ပေါက်ဖောက်လိုက်အောင်မယ်တော့ဒီမှာပေါ့နော်ကျွန်တော်ဖောက်လိုက်ပြီပေါ့နော်ဒီမှာပေါ့နော်ဒီတဘောအောက်နည်းနည်းအောက်ကြတယ်ဒီတဘောနည်းနည်းပုံအဲ့လိုဒါလည်းအောက်ကြတဲ့နေရာပုံဒါလည်းအောက်ကြတဲ့နေရာပုံဒါလည်းအောက်ကြတဲ့နေရာပုံပေါ့နော်ဒါအဲ့လိုမျိုးဒါကျွန်တော်ဝါရပါမယ်ဝါရမှာမဟုတ်ဘူးအဲ့ဒီဘလောက်ပါဘလောက်တရားနဲ့15ဆိုတော့တရားနဲ့15ကိုဝါရ5ပဲနဲ့စောင်းအောင်နော်ဒီမှာဝါရကျွန်တော်5ပဲရှိတယ်ပေါ့နော်ဒီကောင်တိုင်းရီသားပေါ့နော်တရားနဲ့15ဒီကောင်တော့ထထားတရားနဲ့15ပင်ဆိုတော့တွဲကြည့်မှာပေါ့နော်အဲ့မဲ့ပစားနဲ့တွဲလို့ရတယ်ဒါမဲ့ဒီအကြည့်ရှုနေတဲ့သူတွေလည်းမြင်အောင်ဆိုပြီးတော့ကျွန်တော်ဟိုကနေပဲတွဲရမှာဒီမှာတရားနဲ့15ဆိုတော့တေး3ညငါလေတေး3ညငါတေး3ညငါကိုအခုက5ပင်ပေါ့နော်ဒီဝါရထွက်တဲ့ဟာ5ပင်ရှိတယ်ဆိုတော့ကျွန်တော်5နဲ့စားမယ်စားပြီး5နဲ့ပေါ့နော်20နဲ့တေးအဲ့ဒီ20နဲ့တေး20နဲ့တေးဆိုတော့ကျွန်တော်တို့အခုကျွန်တော်တို့ရင်တော့သူတို့ပြေးတာ1 way ပေါ့နော်ဒါ1 way ကျွန်တော်တို့ခေါင်းရင်1 way ဒါပေမဲ့သူများတွေခေါင်းရင်တော့မသိဘူးပေါ့နော်ကျွန်တော်အဲ့ဒါကျွန်တော်ခေါင်းရင်1 way ဒါ1 way ကျွန်တော်ပြေးမှာ2 way ပြေးမှာ2 way 2 way ဆိုတော့ဒါဘယ်ခါလိုက်ကောင်းမှာလဲ2 way ပြေးမယ်ဆိုတော့ကျွန်တော်ပြန်ပေါင်းမယ်ဗျာ20နဲ့ပြန်ပေါင်းတော့40နဲ့ပါရမှာနော်ဝါရ3ပဲဒါ5ပင်မလား5ပင်ကိုကျွန်တော်ဝါရလဲထားပြီသားနော်အဲ့လိုမျိုးသူဟာလည်းသူသွားပါလို့မရဘူးနော်ဒါကျွန်တော်ထိချတွဲထားလို့ဒီကောင်ကျွန်တော်ဝါရတွဲပြီးသားဆိုတော့2 way ပြေးမှဆိုတော့2 way ဆိုတဲ့သဘောကဒီလိုရဥပမာဒီမှာ6ပင်ရှိတယ်ဆိုပါစို့6ပင်ဆိုရင်ဒီဘက်3ပင်ဒီဘက်3ပင်
ကျွန်တော်ဒီ3မိနစ်ထဲပါမှာ3မိနစ်ထဲပါမှာဒီလိုမျိုးပေါင်းပြီးတော့ပါလို့ရှင်းတာ one way ပေါ့နော်โอเคစားမယ်လောက်